ဤအစီအစဉ်ကို comment ဓာတ်မြေဩစာမှအဓိကဂုဏ်ယူစွာကူညီပံ့ပိုးပေးထားပါတယ်။ ဆောင်ငယ်တော့ဆော့ရဲရွှေစုံညုံနဲ့တခြားစီပဲ တော်တော်ကြီးကိုမောပြီးမှပြန်ရတဲ့ပွဲဖြစ်ပါတယ် ရောတမတာတိုင်ကြိုက်သွားတယ်အဲ့ဒီမှာဘာမှမသိတော့ဘူးနင်တော့ပြန်လာလိုက်တော့တော်တော်ပျော်အောင်ဝင်သွားရဲ့ အထွေရောင်အသင်းရွှေစုံညိုကစားနည်းပြီးဆုံးပါပြီရွှေစုံညိုကစားနည်းမှာပထမရရှိသွားခဲ့တဲ့အပြာရောင်အသင်းအတွက်အထူးအခွင့်အရေးတစ်ခုရှိပါတယ်ယခုကစားပွဲတွင်ရှုံးနိမ့်ခဲ့တော့နောက်တစ်ဆင့်ကိုအလိုအလျောက်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ် ဒါဖဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှုံးရတူဆိုတော့ဗျာဒီလားကျွန်တော်တို့ပါလာပြီးတခြားလူပြုတ်သွားတယ်ဆိုရင်မကောင်းဘူးလေ ယခုအချိန်မှစပြီးသတ်မှတ်ချိန်3မိနစ်အတွင်းမိမိတို့စိတ်ကြိုက်ပြိုင်ပွဲဝင်10ဦးတစ်ဖွဲ့စတင်ဖွဲ့စည်းနိုင်ပါပြီကစားပွဲဤဒုတိယအဆင့်မှဖွဲ့စည်းထားသော10ဦးတစ်ဖွဲ့မှအချင်းချင်းရှင်ပြိုင်ရမယ့်ကစားနည်းကတော့ထုတ်စီးတိုးကစားနည်းပဲဖြစ်ပါတယ်ထုတ်စီးတိုးကစားနည်းမှစီးမြင့်များကိုမြမရိုးရာထုတ်စီးတိုးကစားနည်းအဖွဲ့ချုပ်ရဲ့လမ်းညွှန်ချက်နဲ့အညီရေးဆွဲထားပြီးမြမရိုးရာထုတ်စီးတိုးကစားနည်းအဖွဲ့ချုပ်ကိုယ်တိုင်လာရောက်ကြီးကြပ်အမှတ်ပေးသွားမှာပါအငင်းပွားဖွယ်ရာတစုံတရာဖြစ်ပေါ်လာပါကလည်းမြမရိုးရာထုတ်စီးတိုးကစားနည်းအဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်ကသာအတည်ဖြစ်ပါတယ်ဖွဲ့စည်းထားသောအသင်းများအားလုံးစုစုပေါင်းတိုင်ပင်ချိန်10မိနစ်ရရှိမှာဖြစ်ပါတယ်ဘယ်လိုကစားနည်းတွေမျှော်လင့်ထားလဲဆိုလို့ရှိရင်တော့ဖြစ်စေခြင်းတဲ့ကစားနည်းကတော့ဇဲတောက်တာတို့ဇဲခုံတာတို့အေးလူလူလေးထိုင်ပြီးတော့ကျမ်းမြေပေါ်မှာစော့ကျင်တာဒါပေမဲ့တစ်ခါမှဘွားရက်မအေးလူအောင်တနေ့လာလိုက်ပင်မတာကျွန်တော်နဲ့ကန်ဆက်ပြီးတော့ကျွန်တော်အဖွဲ့ထဲမှာပါမဲ့ကစားသမားတိုင်းအပေါ်မှာကျွန်တော်ကအကောင်းဆုံး support ပေးမယ်အနိုင်ရဖို့အတွက်ကိုကျွန်တော်ဦးစားပေးမယ်နောက်ပြီးတော့ကျွန်တော်ကစားသမားတွေထိခိုက်ဒဏ်ရာများဖို့အတွက်ကိုကျွန်တော်ဆောက်ရှောက်ပေးမယ်နောက်ခွန်အားတွေပေးမယ်လို့တော့အဲ့လိုတော့ရည်ရွယ်ထားပါတယ်မြောက်ကြမလုပ်ရတော့ဘာလဲဆိုစချင်းစော့မဲ့အချိန်တော့ကျတော့အရန်ဟိုတက်ကြွပြီးတော့ခုံပေါက်နေကြတာလေရွှေစင်ညိုလိုက်မယ်ဆိုတဲ့အချိန်ကတော့အကုန်လုံးကနေကြတာတကယ်စော့တဲ့အချိန်မှာအပပါတကယ်တော့မလွယ်ပါဘူးသူတို့ပြောသူတို့ပေါ့လွယ်လေးလို့တင်လာခဲ့ပေမဲ့မလွယ်ပါဘူးဒီထုတ်စီးတိုးတဲ့ကစားနည်းကငငယ်တုန်းကတော့ခဏကစားပါတော့ဒါပေမဲ့ဒီ10တန်းပြီးသွားတဲ့အချိန်မှာလုံးဝမကစားပြတော့10နှစ်လောက်တော့ရှိပြီပေါ့နော်တော်တော်ကြာသွားပြီဆိုတော့မှတ်လည်းမမှတ်မိတော့တိုင်ပင်ချိန်10မိနစ်ပြည့်သွားပါပြီထုတ်စီးတိုးကစားနည်းကို4ဦးကတိုးသူ4ဦးမှကာသူအနေနဲ့လက်ရှိဖွဲ့စည်းထားသောကစားသမား10ဦးမှကစားသမားအချင်းချင်းရှင်ပြိုင်ကစားရမှာဖြစ်ပြီးရှုံးနိမ့်တဲ့ကစားသမားများအသင်းကကစားပွဲဒုတိယအဆင့်မှသည်စတင်နှုတ်ဆက်ထွက်ခွာရမှာဖြစ်ပါတယ်လောကမထင်ထားဘူး surprise ဖြစ်သွားတယ်အဲ့လိုချင်းချင်းအဖွဲခွဲပြီးွားကမှကိုယ့်အဖွဲချင်းချင်းပြန်ထိုးရမယ်ဆိုတော့နည်းနည်းတော့ surprise တော့ဖြစ်သွားတယ်ဟုတ်ကဲ့တပွဲလေးလို့ထင်ထားတဲ့သူအချင်းချင်းကိုပြန်ရမယ်ဆိုတဲ့အချိန်မှာအရန်ကို surprise ဖြစ်သွားတယ်ဆိုတော့ပရိယေဆိုတဲ့အတိုင်းပဲသိလားတကယ်ပရိယေရှိရတော့ရှေ့ရောက်ခွဲလိုက်တယ်ဆိုတော့အားလုံးဟီမာတို့ခုကစားတာအားလုံး24ရောက်ရှိရရှေ့ရောက်ခွဲလိုက်ဆိုတော့ထုတ်စီတွေ့တာရှေ့ရောက်နိုင်လေလူတက်မှာပေါ့ပိုပဲပေါ့
ဒါပဲပေါ့ဟိုနေ့ကဟိုရှေ့ရောက်ကိုလူကိုခွဲရမှာသေးပြီဟဲ့ဆို တိုင်ပင်ချိန်10မိနစ်ပြည့်သွားပါပြီထုတ်စီတိုးကစားနည်းကို4ဦးကတိုးသူ4ဦးမှကာသူအနေနဲ့လက်ရှိဖွဲ့စည်းထားသောကစားသမား10ဦးမှကစားသမားအချင်းချင်းရှင်ပြိုင်ကစားရမှာဖြစ်ပြီး အဲ့လိုအချင်းချင်းမဲပြိုင်နိုင်ရတာမျိုးတကယ်မလုပ်ချင်တော့ဘူးမယ်ဘာလို့လဲဆိုတော့ဟိုအားမျှတယ်ဆိုပြီးတော့ရွေးထားတဲ့အားမျှတယ်စီကန်းရှိကြတယ်ဆိုတော့6ရက်လုံးပြန်ရွေးပြီးတော့ပြန်ဆော့တာဖြစ်တဲ့အခါမှာဟိုတော်တော်ပြည့်ရဲ့ကျွဲအဲ့6ရောက်တစ်ခွက်ခွဲဆော့လိုက်တဲ့အခါမှာပြန်ပွဲရဆော့ရမယ်ဆိုတဲ့စိတ်ပဲရှိလိုက်တာဒါပေမဲ့ကျွန်တော်တို့ချင်းချင်းပြန်ရမယ်ဆိုတဲ့ feeling ကတော့တိတ်တော့မကောင်းဘူးပေါ့လို့ဖြစ်သွား ရှုံးနိမ့်တဲ့ကစားသမားများအသင်းကကစားပွဲဒုတိယအဆင့်မှသည်စတင်နှုတ်ဆက်ထွက်ခွာရမှာဖြစ်ပါတယ် surprise ကတော့ဖြစ်သွားတယ်ဒါပေမဲ့လည်းဟိုဒီလိုမျိုးပုံစံတွေဖြစ်မယ်ဆိုတာလည်းအစတုန်းကတော့ခံမှန်းထားပါတယ် ထူတောင်းနေရတာပေါ့စိတ်ထဲမှာတော့ဒါကကြတော့လေကန်နဲ့လည်းဆိုင်သွားပြီဆိုတော့လေသိမလားအပြန်လဲရွေးကြမယ်ဆိုရင်လည်းဘယ်လိုရွေးမလဲပေါ့ကိုကတော့မရွေးဘူးလည်းအဲ့လိုပေါ့နော်ဘယ်လိုလုပ်ရမလဲစဉ်းစားဒါပေမဲ့ကြော်ကြော်စော်တော့လိုချင်တယ်အစတော့8ရောက်အတူတူဆော့ရမယ်ထင်တာပေါ့နော်8ရောက်အတူဆော့ပြီးတော့တစ်ဖက်အသင်းနဲ့ပြန်ရမယ်ထင်တာပေါ့ဒါပေမဲ့ကိုယ့်လူတွေကနေကိုယ့်လူနဲ့ပြန်ရတယ်ဆိုတော့ဝေလာတို့အသင်းမှာကြတော့ဒီပေါ့နော်ထပ်ပြီးတော့တက်မဲ့အပြအသင်းရှေ့ပွဲမှာနိုင်ထားတဲ့အပြအသင်းကလူတွေအများကြီးပါတယ်ပေါ့နော်သူကတော့အော်တိုတက်သွားမှာပေါ့နော်ရှုံနိုင်သူကတော့တက်သွားမယ်ဒါပေမဲ့ဝေလာတို့ဒီဘက်မှာရှုံတဲ့သူတွေကတော့ဒီပြိုင်ပွဲကနေထွက်ရမယ်ပေါ့နော်ဟုတ် အကောင်းဆုံးတော့စူးစမ်းမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကကြာနည်းနည်းအားနည်းတဲ့ထဲမှာလည်းပါတယ်ပေါ့နော်နောက်ဆုံးစင်တီရောက်ချင်တယ်ဝင်နာတကယ်လို့ဝင်နာမဖြစ်ခဲ့တော့နောက်ဆုံးစင်တီတော့ကစားချင်တဲ့အတွက်ကြောင့်မလို့အကောင်းဆုံးတော့စူးစမ်းပါမယ် ကစားချိန်ကြာရောက်ပြီဖြစ်ပါသဖြင့်ကစားသမား24ဦးလုံးကစားပွဲရှိရာနေရာကိုလာရောက်နိုင်ပါပြီ ကစားသမားများကိုဒုတိယအဆင့်ကစားပွဲမှာကြိုဆိုလိုက်ပါတယ်ပထမကစားနည်းမှာကတဲ့တော့တေချာမကစားလိုက်ရဘူးเนาะအမှန်နိုင်ပြောရလို့ရှင်မထွေးလေးလောက်ရတော့ပြီးတော့အရင်ဆုံးမိသွားတော့လေတေချာတိတ်ပြီးမကစားလိုက်ရဘူးဒီတစ်ခေါက်ကစားရမယ်ဆိုလို့ရှင်ထုံစီတိုးတာကိုအသက်နိုင်ဆုံးတော့အကောင်းဆုံးအလင်းမြန်ဆုံးပေါ့เนาะပြေးပြီးတော့ဆော့ပါမယ်ဟုတ် ပထမကစားနည်းမှာကျွန်တော်နည်းနည်းလောရတယ်ပေါ့နော်လောတဲ့ဟာကိုကျွန်တော်သင်ခန်းစာယူရမယ် 10ဦးတစ်ဖွဲ့ဖွဲ့စည်းထားသောကစားသမားအဖွဲ့မှ2ဦးစီကိုစားပြုထွက်လာပြီးပြောင်းနောင်ဘေဘေးကြည့်ကစားနည်းဖြင့်ဆုံးဖြတ်မည်ဖြစ်သောကြောင့်နောက်ဆုံးကြံရှိသည့်အသင်းမှပထမဆုံးရှင်ပြိုင်ရမှာဖြစ်ပါတယ်ခန္ဓာကိုယ်ကြီးပြီးတော့ပို့ပြီးတော့အားတန်မယ်လို့ထင်တဲ့ပြိုင်ပွဲဝင်တွေပေါ့နော်ဇန်ရှိုင်းတို့ရက်ကလည်းမြင့်ကြီးပဲဆိုတော့ကျွန်တော်အားတာသုံးရမယ်ဆိုဇန်ရှိုင်းတော့မနိုင်တော့ဘူးထင်တယ်ကိုကျော်ထက်ဆိုလည်းအရန်အပြေးတန်တယ်
ကစားသမား3-1-3ဦးဆောင်တဲ့အဖွဲ့ကပထမဆုံးရှစ်ပြိုင်ကစားရမှာဖြစ်ပါတယ်ကစားသမား3-2-4ဦးဆောင်တဲ့အဖွဲ့ကဒုတိယပါဝင်ရှစ်ပြိုင်ကစားရမှာဖြစ်ပါတယ်ကိုကမယုံကွာမယုံတော့သူများကိုပဲလေပေးလုပ်လိုက်တာပေါ့နော်ဘာဖြစ်လို့ဒုတိယteam ကြာရလဲကောင်းပါတယ်ကစားသမား3-3ခွန်ဦးဆောင်သောအဖွဲ့မှာနောက်ဆုံးရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်ဒုတိယအဆင့်ကစားနည်းဖြစ်တဲ့ထုတ်စည်းတိုးကစားနည်းကိုကစားသမားများအားမြန်မာနိုင်ငံထုတ်စည်းတိုးကစားနည်းအဖွဲ့ချုပ်မှရှင်းပြပေးမှာဖြစ်ပါတယ်အများကြီးတော့အဲ့လိုမျိုးမတွေးထားတော့ဘူးပေါ့နော်အများကြီးတွေးရင်စိတ်လဲပင်ပန်းတယ်ဒါကစားပွဲပဲဆိုတော့ပေါ့ပပပဲဆော့လိုက်မယ်ပြီးသွားလို့ရှိရင်နိုင်ရှုံးဘယ်အောင်ဆိုပေါ့နော်လက်ခံလိုက်မယ်ဆိုတဲ့စိတ်ကိုပဲထည့်ထားလိုက်ပါတယ်ကစားသမားများအားထုတ်စည်းတိုးကစားနည်းလမ်းညွှန်ပေးပါရန်မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်နီးပြနီးစနစ်မှုချုပ်ထုတ်စည်းတိုးကော်မတီဒုဥက္ကဋ္ဌဒိုင်ချုပ်ကြီးဦးသိန်းထွန်းအားလေးစားစွာဖိတ်ခေါ်လိုက်ရပါတယ်ရှင်ဖေမာတော့ဘူးမှမကြောက်ဘူးရသလောက်နဲ့နိုင်အောင်တော့တိုက်မှာပဲရသလောက်နိုင်အောင်တော့ပြိုင်မှာပဲဘူးမှတော့မကြောက်ဘူးမရှိဘိုင်းမှာတော့တော်တော်များများဆော့ပြီးတော့နောက်ရက်ဒီကျတော့ဒီလက်မောင်းလေးနာတာတွေ့ရတယ်ပေါ့နော်ကျွန်တော်နောက်မှဒီပခုံးလေးဆိုနာနေတော့မယ်အခုချိန်ကြီးလေးကဲပါဒီနေ့ကစားနည်းကတော့ပထမကစားနည်းထပ်ပေါ့နော်ပို့ပြီးတော့ပြောဖို့ကောင်းပါတယ်ပို့ပြီးတော့fan ဖြစ်ပါတယ်ပို့ပြီးတော့ဟုတ်မြန်မာရိုးရာထုတ်စည်းတိုးပွဲဒီလိုဝေစားစိန်မှုတွေတိုးကျေးလက်တိုးရွာတွေမှာဒီလိုလုပ်ကြတာအဲ့ဒီမှာညင်းကြတယ်ခုံကြတယ်ပွဲမပြီးဘူးရန်ဖြစ်ပြီးပြီးသွားကြတယ်ဘာဖြစ်လို့လဲဥပဒေစည်းကမ်းမရှိလို့ဟုတ်လားဥပဒေတွေစည်းကမ်းတွေပြောပြတော့မယ်နော်တို့ရဲ့ရိုးရာအားကစားနည်းရဲ့ဥပဒေကဘာရှိလဲဆိုရင်မိနစ်30ကစားတယ်ပထမပိုင်း15မိနစ်ဒုတိယပိုင်း15မိနစ်5မိနစ်နားမယ်အားလုံးသိထားမယ်နော်ဒါပါလေမိရဟုတ်တယ်နော်ခြေထောက်နဲ့ချောင်းကစီးပေါ်မှာရှိနေရမှာအဲ့တော့ညင်းစရာမလိုဘူးဒိုင်မထောင်မချင်းဟာကိုယ့်အကိုရိုက်ပုတ်ဆက်တိုးတဲ့လူဆက်တိုးဝင်တဲ့လူဆက်ဝင်ထုတ်စည်းတိုးကစားနည်းလမ်းညွှန်ဖမ်းသူအသင်းသားများသည်သတ်မှတ်ထားသောမြင်းချောင်းများပေါ်မှသာတိုးသူကစားသမားများကိုမိအောင်ဖမ်းရမှာဖြစ်ပါတယ်တိုးသူအသင်းသားများသည်ဖမ်းသူများမမိစေရန်ရှောင်တိန်ပြီးစီးများအလုံးကိုအဆအဆုံးအောင်မြင်စွာဖြတ်ကျော်ပြီးပြန်လာရမှာဖြစ်ပါတယ်တိုးသူအဖြစ်ပါဝင်သောကစားသမားတဦးဦးသည်ထမင်းရည်ဘူးစီးဟုခေါ်သောအပြင်ဘက်စီအားကြော်မိပါကဒိုတီးမဟုတ်ဖမ်းသူနဲ့ထိမိပါကကစားပွဲအားအစမှပြန်လည်စတင်ရမည်ဟုဆိုရာတွင်ကစားသမားသည်ဖမ်းသူနဲ့ထိမိပါကတယောက်နဲ့တယောက်နေရာချင်းဖလှယ်ကစားပွဲကိုအစကပြန်လည်စတင်ရမှာဖြစ်ပါတယ်တိုးသူတစ်သိန်းနဲ့ဖမ်းသူတစ်သိန်းအလှည့်ကျကစားရမည်ဖြစ်ပြီးကစားပွဲတစ်ပွဲအားမိနစ်30သတ်မှတ်၍ကစားစီမှာဖြစ်ပါတယ်ထိုအချိန်အတွင်းရရှိသောအမှတ်ပေါ်မူတည်၍အနိုင်အရှုံးကိုဆုံးဖြတ်ပေးသွားမှာပါမြမရိုးရာအားကစားအဖွဲ့စီးကျက်တိုင်များ၏အမှတ်ပေးစည်းမျဉ်းနှင့်အညီပြန်သူစည်းကိုကြော်သည့်နှင့်စီးတစ်ခုချင်းစီအတွက်အမှတ်တွက်ချက်ပေးသွားမှာဖြစ်ပြီးအသင်း၃သင်းတွင်အမှတ်အများဆုံးအသင်းကအနိုင်ရရှိကနောက်တစ်ဆင့်ကစားခွင့်ရရှိမှာဖြစ်ပါတယ်
စိတ်ထဲမှာ confident တော့ညော့နေရပါတော့ဒီကစားနည်းနဲ့ပတ်သက်ပြီးတော့ငယ်တော့ကပဲစော့ခဲ့တာဒါပေမဲ့အခုကျတော့စနစ်တကျဒီအားကစားနဲ့ပတ်သက်တဲ့အဖွဲ့ချုပ်တွေကတေချာလာပြီးတော့စီမင်းစည်းကနေရှင်းပြကြမှာဆိုမှအရန်ကောင်းရှုပ်သွားတယ်တိတ်နားမလဲဘူး ကစားပွဲတွေအကုန်လုံးကတော့သူ့ဟာနဲ့သူကတော့အကုန်လုံးကောင်းကြတာကြီးပဲစီးနဲ့ဘောင်နဲ့ထဲရကနေကစားမှဆိုရင်တော့အမှတ်ပြရမယ်လို့ထင်တယ်စီးလို့ဝါလို့စောက်ရဆိုတော့ပြုံးမယ်ထင်တယ် ထုတ်စီထိုးတာတော့ငယ်တုန်းကတော့ဟိုဆော့ခဲ့ပွေပေါ့တငယ်ချင်းတွေနဲ့ညီကိုမောင်နှမတွေနဲ့အခုကျတော့ဒီထုတ်စီထိုးတဲ့ဖွဲ့ချုပ်ကိုယ်တိုင်လာပြီးတော့တင်ပေးတာအဲ့လိုမျိုးစီကန်းတွေလည်းပြောတာဆိုတော့ပို့ပြီးတော့ကိုမသိရရင်လည်းသိရတယ် ဤအစီအစဉ်ကို comment ဓာတ်မြေဩစာမှအဓိကဂုဏ်ယူစွာကူညီပံ့ပိုးပေးထားပါတယ်အနာဂတ်ကိုမနေဩစာ Hey တို့ရဲ့ပန်းပွင့်ကြီးတွေရောဒီမှာလဲအလူချက်တော်ပြဲရပါရဲ့နော် ပိုကြီးပုံမိုက်ပိုပူချိုင်ပိုကြီးပုံမိုက်ပိုပူချိုင်ပိုကြီးပုံမိုက်တမောလို့ချိုင်ပိုကောင်းပေါ်လာတယ်ပိုပူချိုင်လို့ကောင်းမဲ့ပရီမိုလိုက်ကိုရွေးပိုကြီးပပချိုင်ပိုပွင့်ပိုလောက်ပွင့်လေချိုင်ပိုတော့ပိုရအားလို့ချိုင်ပိုကြီးပုံမိုက်ပရီမိုလိုက်အနာဂတ်ကိုမနေဩစာ Hey တို့ရဲ့ပန်းပွင့်ကြီးတွေရောဒီမှာလဲအလူချက်တော်ပြဲရပါရဲ့နော် ပိုကြီးပုံမိုက်ပိုပူချိုင်ပိုကြီးပုံမိုက်ပိုပူချိုင်ပိုကြီးပုံမိုက်တမောလို့ချိုင်ပိုကောင်းပေါ်လာတယ်ပိုပူချိုင်လို့ကောင်းမဲ့ပရီမိုလိုက်ကိုရွေးပိုကြီးပပချိုင်ပိုပွင့်ပိုလောက်ပွင့်လေချိုင်ပိုတော့ပိုရအားလို့ချိုင်ပိုကြီးပုံမိုက်ပရီမိုလိုက် အနာဂတ်ကိုမနေဩစာ ဤအစီအစဉ်ကို comment ဓာတ်မြေဩစာမှအဓိကဂုဏ်ယူစွာကူညီပံ့ပိုးပေးထားပါတယ်ထိုးသူနှင့်ဖမ်းသူအသင်းအားအကျွေစီခေါင်းပန်းလှန်၍ရွေးချယ်သွားမှာဖြစ်ပါတယ်ကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်1စတင်ရွေးချယ်နိုင်ပါပြီကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်1ကစားသမားအဖွဲ့ရောက်ရှိသွားပါပြီကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်2စတင်ရွေးချယ်နိုင်ပါပြီကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်3စတင်ရွေးချယ်နိုင်ပါပြီကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်3စီးချက်သူဖွဲ့ရောက်ရှိသွားပါပြီကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်4စတင်ရွေးချယ်နိုင်ပါပြီကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်4စီးချက်သူအဖွဲ့ရောက်ရှိသွားပါပြီကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်5စတင်ရွေးချယ်နိုင်ပါပြီကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်5ကစားသမားအဖွဲ့ရောက်ရှိသွားပါပြီကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်6စတင်ရွေးချယ်နိုင်ပါပြီကိုယ်ပိုင်ရွေးချယ်ထားတဲ့နံပါတ်6စီးချက်သူဖွဲ့ရောက်ရှိသွားပါပြီတိုင်တော့ကြာ4ယောက်ကိုကြိုက်ရလူမခွဲရဘဲနဲ့ဒီကစားသမားရဲ့စီးချက်သူရဲ့ကိုဒီခေါင်းပန်းလှန်တယ်လို့မျိုးလှန်ပြီးတော့ကျွန်တော်တို့ရွေးတဲ့အခါမှာလဲကျွန်တော်ကကြတော့နံပါတ်8နေရာဖြစ်တဲ့အတွက်ဆိုတော့ကျွန်တော်ကလေးမှာပဲအဲ့ဒါကျွန်တော်နောက်ဆုံးဟိုအရန်တဲ့ဟိုကျွန်တော်ကစားသမားဆိုပြီးဖြစ်သွားတာပေါ့နော်စီးချက်သူအဖွဲ့4ယောက်ပြည့်သွားပြီဖြစ်ပါသဖြင့်ရရလားဗျာကြံရှိသူများသည့်အလိုလျောက်ကစားသမားအဖွဲ့ရောက်ရှိသွားပြီဖြစ်ပါတယ်
ထိုးစီးထိုးတာကဟိုတင်ကိုယ့်ရဲ့လုံနိုင်စွမ်းနဲ့ဆိုင်နေဆိုပေမဲ့လည်းကံတရားကလည်းပါတော့ပါနေသေးတယ်ပေါ့နော်ကျွန်တော်တို့တွေအဖွဲ့တဲ့အခါမှာ၄ယောက်တစ်ဖွဲ့တဲ့အခါမှာဘယ်အဖွဲ့ကိုကြောက်မလဲဆိုတော့ကျွန်တော်တို့ကန်နဲ့ပဲဆုံးဖြတ်တယ်ဆိုတော့ကျွန်တော်တို့အသင်းကကန်ကောင်းပြီးတော့ယောက်ျားလေး3ယောက်တောင်ပါတာဆိုတော့အားသာချက်လို့လည်းပြောလို့ရတယ်ပေါ့နော်အားနာတာကဟိုကျောတငယ်ချင်းဆူရှာတို့အတင်းမှာမိန်းကလေး3ယောက်ပါတာပေါ့နော်ဘာဖြစ်ယောက်ျားလေး3ယောက်ကိုမိန်းကလေး3ယောက်ရှင်ရတာတော့ဒါဘယ်လိုပဲဖြစ်ပို့ပြီးတော့ခက်တာပေါ့နော်ယောက်ျားလေးကပို့ပြီးတော့တန်ပြီးတော့ပြေးမြန်တာဆိုတော့အဲ့တော့ဒီနေ့ပြုတ်ချင်လဲပြုတ်မယ်မပြုတ်ချင်လဲမပြုတ်ဘူးပေါ့နော်အဲ့ဒီပုံမှာတော့ကျွန်တော်အရန်ကြီးတော့ feeling အရန်ကြီးတော့မထားပါဘူးဒါပေမဲ့ပြုတ်သွားမယ်ဆိုတဲ့ခံစားချက်ကိုတော့ကျွန်တော်ကြောက်ပါတယ်ခင်ဗျမြမရိုးရာထုတ်စီတိုးကစားပွဲစတင်ကစားရဲ့နေရာယူပေးပါအပြာရောင်ကိုစားပြုအသင်းမှာတော့ကစားသမား3931 3921 3936 3934တို့ပါဝင်မှာဖြစ်ပါတယ်ကိုအကောင်းဆုံးလုံနိုင်တယ်အကောင်းဆုံးဆော့သွားမယ်ဆိုပြီးအယုံကြည်ချက်ဖြစ်နေပြီဒီလိုလာခဲ့တာပါမရတာတော့ကံတရားပေါ့လေဒါပေမဲ့လူတိုင်းကတော့လူကျင်ကြတာပေါ့ဟုတ်တယ်မလားနိုင်အောင်ပဲပြိုင်ပါပါအနီယာကိုစားပြုအသင်းမှာတော့ကစားသမား3918 3922 3913နဲ့3912တို့ပါဝင်သွားမှာဖြစ်ပါတယ်မြမရိုးရာထုတ်စီတိုးကစားနည်းစတင်ပါပြီအရင်ဆုံးဟိုစိတ်ကိုမလောဘဲနဲ့ပဲ group တစ်ခုလုံးအောင်မြင်အောင်ဘယ်လိုဆော့မလဲဆိုတော့စိတ်ကိုပြင်ဆင်လာပါတယ်။တင်လာဒီနေ့ကတော့အပြဟူးမှာအပြညင်းမှာသင်ခန်းစာကတော့ကိုယ်ပြိုင်ဘက်ကိုဘယ်တော့မှအထင်မသေးဘူးပေါ့နော် ready ပဲအားပြည့်ပဲ2ရက်တော့လား ready ပါပဲရှင်အကောင်းဆုံးကျွန်တော်ရှိတဲ့ကိုစွမ်းညံစွမ်းရှိသလောက်ကျွန်တော်ကြိုးစားပြီးတော့ရှင်ပြိုင်ပါမယ်ထုတ်စီတိုးတာတော့ငငယ်တွေကဒီလွတ်လပ်ရေးတို့ဒီတည်င်းကျွတ်လို့ဆိုရင်လမ်းထဲမှာအမြဲထိတ်ဆုံးဆော်တဲ့လူဆိုတော့ဒါကတော့ဟိုအမြဲရှင်းနေမိတာပေါ့နော်အဲ့လိုမထိုးတတ်တဲ့လူတော့မဟုတ်ဘူးဒါပေမဲ့ဒီနေ့မှာတကယ်အားကစားအဖွဲ့ချုပ်ကလူတွေလည်းလာတေချာရှင်းပြပေးတယ်ဖိုးဖိုးရဲ့တေချာရှင်းပြပြီးတော့အရန်အဆင်ပြေတယ်တေချာပို့ပြီးတော့တိသွားတဲ့အတွက်လည်းဒါအရန်အကျိုးရှိရလို့ထင်ပါတယ်ပို့ပြီးတော့ကစားတတ်သွားတာပေါ့က
ဟိမရဲ့ခေါင်းငယ်ကြီးတဲ့အမကြီးအိမ်နာမှာပဲနေနော်ဘယ်မှမသွားနဲ့နော်ဟိုအဘေးနာလူကဝေးလေးကျမမဝင်ပါဘူးနားကိုပိတ်ထားတာဝင်လို့ရတယ်ဝင်ခေါင်းငယ်ကြီးကမိုင်းဝေးဆိုဝင်ချရတာပဲမိုင်းမဝင်နဲ့6ဆို6တော့ရှူးနဲ့6တာကျမအဲ့ပဲညိုလာတက်တာလေးနဲ့ကွာဒါလေးโอเคစော့မှာရောရက်ွက်တယ်မှာဒါပေမဲ့အကြီးအောင်မစော့ဘူးတော့လေဒါပေမဲ့စီးမြင့်စည်းကမ်းနေနဲ့တေချာနားမလည်လိုက်တာလည်းပါသွားပါအုပ်စုလိုက်ဆိုရင်ကိုကြောင့်လည်းသူများရှုံးမှကြောက်တယ်ပြီးတော့တစ်ဖွဲ့လုံးတက်တစ်ဖွဲ့လုံးပြုတ်ဆိုတာအရန် pressure များတယ်အုပ်စုလိုက်ဆိုရတာပထမမောင်လေးဆူရှာကိုအိမ်တော့ team leader ထားလိုက်တယ်ဒါပေမဲ့ဟိုသူ့ကိုယောက်ျားလေးတယောက်တည်းပါတယ်သူမြန်ပြေးနိုင်မယ်ထင်လို့အိမ်တော့ team leader ထားလိုက်တာဒါပေမဲ့မောင်လေးကကြတော့သူကတိတ်ပြီးတော့ဒီဟာကိုသူတစ်ခါမှမဆော့ဘူးမဆော့နီးသူတေချာမသိရတဲ့အတွက်ပထမပိုင်းမှာသူနည်းနည်းလေးဝေဝါးဖြစ်နေတာပေါ့နော်ဟိုဘက်မှာယောက်ျားလေး3ယောက်မိန်းကလေး1ယောက်ဒီမှာယောက်ျားလေး1ယောက်မိန်းကလေး3ယောက်ဆိုတော့အဲ့ဒါလည်းပါမယ်ပေါ့နော်။
ဤအစီအစဉ်ကို Comet ဓာတ်မြေဩဇာမှအဓိကဂုဏ်ယူစွာကူညီပံ့ပိုးပေးထားပါတယ်။ဤအစီအစဉ်ကို Comet ဓာတ်မြေဩဇာမှအဓိကဂုဏ်ယူစွာကူညီပံ့ပိုးပေးထားပါတယ်။ ကဲ၍ရှုံးသွားခဲ့တယ်ဆိုရင်လည်းပဲဒီကစားနည်းကနှုတ်ဆက်ထွက်ခွာသွားရမယ်ဆိုရင်လည်းပဲဒါကဒီကန်တရားပေါ့နော်ခုနပြောသလိုအိမ်တို့ကဒီ game တွေခွဲတဲ့ခါမှာအိမ်တို့ကဟိုလူနဲ့နေခြင်းနဲ့ဒီလူနဲ့နေခြင်းနဲ့အိမ်တို့ကလုတ်ပြီးတော့မှခွဲထားတဲ့ဟာမျိုးမဟုတ်ဘူးအိမ်တို့မဲနှိုက်ပြီးတော့အိမ်တို့ရဲ့ဒီကန်တရားရကိုကြားခဲ့တဲ့ကိုယ့်ရဲ့ team mate နဲ့ကိုစော့ရတာဖြစ်တဲ့အတွက်ကဲ၍နှုတ်ဆက်ရမယ်ဆိုရင်လည်းဒါကပရိသတ်ကိုဒီထိရောက်လာတဲ့ဟာကိုစောင့်ကြည့်ပြီးရတဲ့ကျေးဇူးအများကြီးတင်တယ်လို့ပဲပြောရမှာပါဒီဟိုဘက်မှာယောက်ျားလေး3ယောက်မိန်းကလေး1ယောက်ဒီမှာယောက်ျားလေး1ယောက်မိန်းကလေး3ယောက်ဆိုတော့အဲ့ဒါလည်းပါမယ်ပေါ့နော်ပြီးတော့ပထမပွဲမှာလည်းသိပြီးတော့ဒါမှမနဲ့တာလည်းပါပေါ့နော်ထုတ်စည်းထိုးကခေါင်းဆောင်နေပါရဲ့မလုပ်ဘူးတော့ကျွန်တော်ကြောင့်လည်းမှားသွားမယ်ထင်တယ်ဒီနေ့ကစားနည်းကတော့ဒါပုံမှန်ညီမတို့ငယ်ငယ်ကသတင်းကျွတ်ဆိုလို့ရှိရင်စော့နေရဲ့ဒါထုတ်စီတိုးတိုင်းပေါ့နော်ငယ်ငယ်ကလည်းစော့နေကြဆိုတော့ဒါကိုနဲ့တော့မစိမ့်ဘူးဒါပေမဲ့ဒီနေ့ကပိုထူးကြတာပုံမှန်ငယ်ငယ်ကစော့နေလို့မျိုးမဟုတ်ဘဲနဲ့ဥပဒေတွေစီးတွေဘောင်တွေအများကြီးပါလာတယ်ပေါ့နော်ဆိုတော့နည်းနည်းတော့ပို့ပြီးတော့ professional ကစားတတ်သွားတာပေါ့ဒီနေ့လေးမှာLet's go. We are Basula. ကျွန်တော်နဲ့တဖွဲ့တည်းကြားတဲ့သူကဒီကစားနည်းမှာထူးချွန်နေတာမျိုးအဲ့လိုမျိုးလေးတွေနဲ့ကြုံပြီးတော့ပေါ့နော်ကျွန်တော်ကန်ကောင်းနေသေးပါတယ်ကိုတယောက်ကိုထိန်းတော့ကြာမများနဲ့နော်โอเคဆက်ပြီးဒီကြောက်တော့အားလုံးနဲ့ရိုင်းနေမယ်နားပါပဲလေနားလေးပဲရောက်စက္ကန့်မရောက်သွားတာရောင်းဒီရိုင်းနေမှာဒီဘက်လက်ကတော့တေချာကတော့သုံးဖို့တော့
မလွယ်တော့ဘူးပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ခန္ဓာကိုယ်လုံးမှာ100ရာခိုင်နှုန်းဆိုလို့ရှိရင်ဒီဘက်လက်တစ်ဖက်ရဲ့ရာခိုင်နှုန်းကဘယ်လောက်ထိရှိမလဲပေါ့အဲ့တော့ကျွန်တော်တို့သုံးလို့ရတာလဲခြေထောက်နှစ်ဖက်နဲ့လက်နှစ်ဖက်ပဲသုံးရတာဆိုတော့ 25% လောက်ကလျော့သွားပြီအဲ့ဒီမှာမှလက်နှစ်ဖက်ခြေစုံလက်စုံနဲ့ဆော့ရတဲ့ percentage ပါထပ်နှုတ်ရမယ်ဆိုလို့ရှိရင် percentage တော်တော်လျော့သွားတယ်ပေါ့နော် 你妈耶，老被啥子呀？被子。估计。要不谁？要回。哎！来那边，接住，接住这个。来那边。慢点。来那边喏。တိတ်မပြေးနိုင်ဘူးပြေးရင်ဒီမှာပန်းနိုင်ရင်ကြက်ရှိတော့မောတယ် 妈耶，来，不来，来兄弟，不来了，走那么的，不来了，走这个呀。ဟိမဆိုအောက်ကြည့်တဲ့လူကရီးတာတော့ကျမမပြေးနိုင်လို့တဲ့ဟာတားလိုက်ရတာဒီကြားတဲ့ချီမနှစ်သိန်းနဲ့ခါကုတ်လိုက်ရသေးတယ်ဟာခါရီးရတယ် ကျွန်တော်ဒီလိုမျိုးစိတ်လွတ်ကိုလွတ်မကစားရတာလေတော်တော်လေးကြာနေပြီဆိုတော့အခုချိန်မှာတကယ်ကိုကျွန်တော်တို့ရဲ့လုပ်ပေါ်ခိုင်ပတ်တငယ်ချင်းတွေနဲ့အတူတူဆော့ရတာလေအရန်ကိုပျော်ပါတယ် နောက်ဆုံးအဆင့်ထိထပ်စားရင်ဒီနေ့ဘယ်လိုကြော်ဖြတ်ရမလဲပဲအဓိကကောင်းခိုင်းထားပြီးဆော့ပါတယ်ဟုတ်ဒီကနေကြော်ခြင်းတယ်ဘာလို့တစ်ယောက်ကလာပြီးတော့ အဓိကကျွန်တော်တို့မရှုံးကျင်တာပေါ့လေကျွန်တော်တို့တစ်ဖွဲ့လုံးကြားရလူအားလုံးမရှုံးကျင်တဲ့ပဲနဲ့စောကျင်တဲ့စိတ်တွေကသွားပြီးညီသွားတဲ့အချိန်မှာကျွန်တော်ဒီနေ့စောဖို့ပဲအောင်ရောက်တယ်Okay, hobby. Yes. Yes!
出去！ ကြည့်ရတဲ့လောက်တော့အိမ်ကလေတခြားလူတွေကစားတာကိုအိမ်ကတိတ်ပြီးမမြင်လိုက်ရဘူးအိမ်တို့ဒီ team member ဆိုအိမ်ကနေဝင်နေဆိုလို့ရှင်001 တင်နေဆိုလို့ရှင်အိမ်တို့ကဟိုအရင် game တော့ကလည်း team တစ်ခုတည်းကြာတယ်ဒီ game မှာလည်းပဲအိမ်တို့က team တစ်ခုတည်းဆိုပေမဲ့ဒီအဖွဲခွဲလိုက်တဲ့ခါမှာစန့်ကျင်မဲ့ဖြစ်သွားတယ်အသင်းဖြစ်သွားတယ်ဆိုမှအိမ်ကသူကစားတဲ့ဟာကိုမြင်ရတယ်သူကဒီအာကျုံမန်တန်နဲ့သူခွန်အားပြေးစိုက်ထုံနိုင်တာလဲတွေ့ရတဲ့အတွက်ကြောင့်မလို့လောလောဆယ်အမြင်မှာတော့အိမ်ကသူ့ကိုတော့နည်းနည်းလေးပို့ပြီးအားရတယ်ပေါ့နော်ဝင်တာဖြစ်ဖို့အတွက်ကျွန်တော်ဖြစ်နိုင်တယ်လို့တော့လည်းဟိုအဲ့လိုမျိုးတော့ဟိုပြောရတဲ့လည်းဝမ်းသာတယ်ဒါပေမဲ့ကျွန်တော်ကတော့ကစားနည်းတိုင်းကိုတော့ဟိုတည်တည်ချာချာနားလည်အောင်လုပ်တယ်လုပ်ပြီးတော့ကိုပါဝင်တဲ့အဖွဲ့ဝင်တွေကို fair ဖြစ်အောင်တေချာခွဲပြီးကျွန်တော်ရှင်ပြိုင်တဲ့အတွက်တစ်ခါလေကြာရင်ကျွန်တော်အဲ့လို fair ဖြစ်အောင်လုပ်တဲ့စိတ်လေးရှိခင်ဖြစ်တဲ့အတွက်ဟိုကျွန်တော်ဝင်တာမဖြစ်နိုင်ဘူးလို့ထင်တယ်အရင်နေ့ကစနိုးရဲ့အားတာချက်ကအပြေးတန်တယ်ပေါ့နော်ပြေးတန်တဲ့ထဲမှာပါတယ်ဒါပေမဲ့လို့ထမရေဘူးစီကိုတော်ထိမိရအဲ့တခုကတော့နည်းနည်းတစ်ခါပါပဲအရင်တော့ထိပါယောက်ျားလေးအားဆိုတော့နည်းအမိတော့လိုက်ခဲ့ပါခုနဆရာကစီမင်းစည်းကနေပြောပြပေးနေတဲ့အချိန်မှာဝမ်ဆန်ဆော့တက်လာတယ်မဆော့တက်ဘူးတဲ့ဟာသွားပြီဝမ်ဆန်မဆော့တက်ဘူးတစ်ဖွဲ့ဘယ်လိုနိုင်အောင်လုပ်ရမလဲဆိုတော့ဝမ်ဆန်ဒီစီမင်းစည်းကနေကိုပြောတဲ့အချိန်မှာသူတေချာနားထောင်တယ်တေချာနားထောင်ပြီးတော့ကျွန်တော်တို့တွေပြောတာကိုလည်းသူကတေချာနားထောင်တယ်ဝမ်ဆန်တိုးဆိုသူတိုးတယ်ဝမ်ဆန်လွန်မဲ့တော့ထိန်းသားဆိုရင်သူထိန်းသားတယ်ပြီးတော့ဝမ်ဆန်အကောင်လည်းဟိုအရန်ကြီးရတယ်မပါဘူးသူအပြေးလဲတန်တယ်ပြီးတော့သူကတကယ်ဟိုရင်လောရမဲ့ဟာတွေလစ်ဟင်သွားတဲ့နေရာတွေကိုသူကကောင်းကောင်းမွန်မွန်စုကင်ပြီးလုံးနိုင်တာဆိုတော့ဝမ်မဆန်တကယ်ကောင်းပါတယ်ကျွန်တော်ဖွဲ့တော့ဒီအစီအစဉ်ကို comment ဓာတ်မြေဩစာမှအ
ဓိကဂုဏ်ယူစွာကူညီပံ့ပိုးပေးထားပါတယ်။ အနာဂတ်တွေကိုမနေအောင်စား Hey တို့ရဲ့ပန်းပွင့်ကြီးတွေရောဒီမှာလဲအာလူချက်တုံပြဲရပါရဲ့နော် 4G Pro Max Pro Project 4G Pro Max Pro Project 4G Pro Max တမိုးလို့ချက်ကိုကောင်းပေါ်လာတွေပို့ချမ်းလို့ကောင်းမဲ့ Primo လိုက်ကိုရွေး 4G Pro တီပါပါချိုင်ပို့လောက်ပွင့်လဲချိုင်ပို့ရအားလုံးချိုင် 4G Pro Max Primo လိုက် အနာဂတ်တွေကိုမနေအောင်စား Hey တို့ရဲ့ပန်းပွင့်ကြီးတွေရောဒီမှာလဲအာလူချက်တုံပြဲရပါရဲ့နော် 4G Pro Max Pro Project 4G Pro Max Pro Project 4G Pro Max တမိုးလို့ချက်ကိုကောင်းပေါ်လာတွေပို့ချမ်းလို့ကောင်းမဲ့ Primo လိုက်ကိုရွေး 4G Pro တီပါပါချိုင်ပို့လောက်ပွင့်လဲချိုင်ပို့ရအားလုံးချိုင် 4G Pro Max Primo လိုက် အနာဂတ်တွေကိုမနေအောင်စား ဒီအစီအစဉ်ကို Comet ဓာတ်မြေဩစာမှအဓိကဂုဏ်ယူစွာကူညီပံ့ပိုးပေးထားပါတယ်။ဒီနေ့ကစားနည်းလေးကမြမရိုးရထုတ်စီတို့အားကစားနည်းကစားတာပေါ့နော်ဒီကစားနည်းလေးကအခုအိမ်တော်တွေကိုချင်းပြန်ပြီးတော့တားတဲ့လူနဲ့တိုးတဲ့လူနဲ့ပြန်လန်းစောကြရတယ်ဒီမြမရိုးရအားကစားဖွဲ့ချုပ်ကစီမင်းစီကိုင်းနေတိုင်းစောကြတာဖြစ်တဲ့အတွက်ကစားနည်းလေးကအရင်ပြောဖို့ကောင်းပါတယ် ခါရှိတယ်အဲ့ဒါရမလား ဟာဟုတ်ဘူးနော် နေယူနေတာလည်းဒီကောင်ပဲဖြစ်ရမဖြစ်လား ဟောရပါလေခိုင်ရပြီးတော့ကြားလေအာမပါဘူးအဲ့လိုခိုင်တော့ပြန်ကြည့်ပါလက်ပါလုံးတယ်ကိုလူရဲတော့ကိုလူရဲဟာကိုလူရဲဒီကဒီကကိုလူရဲတမီးတရီနာဟေး မော်တယ်နောက်ပြီးတော့ဒီကစားနည်းကကြတော့တာကြီးတို့ရေလွတ်လပ်ရေးပွဲတွေပါတယ်မှာကစားတဲ့ပုံစံမျိုးမဟုတ်ဘူးညင်းကြခုံကြလည်းတိတ်မရှိအောင်လို့သူ့ရဲ့စနစ်နဲ့ညင်းလို့လည်းမရအောင်စနစ်နဲ့သူ့ဟာနဲ့သူပေါ့ဒိုင်းမမှုတ်မချင်းကစားရတဲ့မိတယ်မမိဘူးလဲကိုရီပြောပိုင်ခွင့်မရှိဘူးအဲ့လိုစနစ်ရမ်းကြတယ်လ
ကိုကြီးဒီဘက်မျက်လုံးနဲ့ပြောလာတယ် thank you လာမျက်လုံးနဲ့ကစားနေရင်တဲ့လားတိုင်းလိုကစားညာတိုင်းဘာရကိုကြီးဒီဘက်မျက်လုံးနဲ့တိုင်းလက်လေးပဲမျက်လုံးနဲ့ကစားနေရင်တဲ့လားမိတ်ဆက်ချင်တော့ဟေးလူမဲ့ဒီလိုကြည့်နေရလား တော်တော်ပင်မန်းတယ်တာကြီးရဲ့အသက်အရွယ်ရရယ်နောက်ပြီးတော့တာကြီးလောလောဆယ်မှာ fit မဖြစ်နေတာအဓိကအဲဟိုစာအဆုပ်ရောင်ထားတဲ့ခါကျတော့တော်တော်မောတယ်ဒီတူးမှာတော့ တမနစ်ကရမ်းမြန်တယ်နော်တမနစ်ကရမ်းမြန်တယ်နော်ဆက်လက်ဆိုတော်တော်လေးအာကြည့်လိုက်လေအားမရှင်းစွာဆွဲဆန်းလိုက်လို့ရတယ် fantastic ကိုဆူရှာဘာဖြစ်လို့ဟိုဟာနဲ့ဟိုဟာလောက်ညာဘာကြိုက်တာလဲမိုင်းတမနစ်ကြီးရပြီလားတို့ဒီအဖွဲ့ထဲမှာ၄ယောက်ထဲမှာကျွန်တော်ကျေးဇူးတင်ရမှာတော့နေဝင်းကိုကျေးဇူးတင်ရဒီညီလေးကိုကျေးဇူးတင်ရပါဆိုတော့ဟိုနေဝင်းရဲ့ဒီဘယ်လိုခေါ်မလဲဘေးကနေပြီးတော့ဟိုသူရဲ့ strategy ပေးတာတွေပြီးတော့ဟိုဘေးကနေဝင်ထွက်ဆိုပြီးပြောတာလေးအကြောင်းကျွန်တော်တို့အဖွဲ့နိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျပြီးတော့ကျွန်တော်တို့စောဖို့ပဲအာရုံရောက်တယ်ပြီးတော့ဒိုင်းတွေကိုလည်းကွန်ပလင်းမတက်ဘူးသူတို့ကမိရဆိုမိတယ်ကိုကောင်းမြင့်စင်ကအစသူ့ဝေဖန်နေရဲ့ဝိုင်းပြောနေရဲ့ပြိုင်ပွဲဝင်နေအငင်းတန်တယ်လို့ပြိုင်ပွဲဝင်နေအားလုံးလည်းဒီနေ့ကြည့်လိုက်မယ်ဆိုရင်သိမယ်ထင်ပါတယ်ကိုကောင်းမြင့်စင်အေးစစ်စစ်ပဲသူအလုပ်လုပ်တယ်ကျွန်တော်တို့ဖွဲ့ကိုလည်းအမှတ်တွေအများကြီးရှာပေးသွားတယ်သူလက်နာနေရဲ့ဒါနဲ့တော့ရှာပေးသွားတယ်ဒါကြောင့်လို့ကျွန်တော်တို့ဒီအဖွဲ့ဒီနိုင်ရထိုက်တယ်လို့ပြောချင်ပါတယ်ထုတ်စီတိုးကစားနေပြီးဆုံးသွားပါပြီဒီနေ့ကကျွန်တော်မနက်ကလည်းဟိုပထမတစ်ခေါက်လည်းပြောခဲ့ကျွန်တော်တို့အသေးနဲ့ပြန်ဆော့ကျင်တယ်ဆိုပထမပြောနေတာပြီးမှကိုယ့်အသေးနေပဲပြန်ခွဲရတဲ့အချိန်မှာတော့ဟိုခုရှုံးသွားတဲ့လူတွေတော့ကကျွန်တော်ပထမဆုံးဆော့ခဲ့အပွဲဝင်နေပဲဖြစ်တော့ဟိုပျော်လဲပျော်တယ်စိတ်လည်းမကောင်းဖြစ်နေဥစ္စာဖြစ်နေဟုတ်ရှုံးသွားတာဆိုပေမဲ့ရှုံးတော့လည်းမရှုံးပါဘူးမတို့ကပထမပိုင်းနဲ့ဒုတိယပိုင်းမှာဒုတိယပိုင်းကမတို့နိုင်တယ်လို့ပြောလို့ရတယ်လေဆိုတော့ဟိုမဖြစ်ပါဘူးဒါကစားရဲဆိုတာရှုံးတာရှိမယ်နိုင်တာရှိမယ်အဓိကဒီဟာလေးကအိမ်တော့ပျော်ပျော်ရွှင်ရွှင်နဲ့ကစားဖို့ပဲအဓိကဒီထုတ်စီတို့အားကစားကိုဖော်ထုတ်ရတဲ့ရည်ရွယ်ချက်ကလည်းအိမ်တော့ဒီအချင်းချင်းတငယ်ချင်းမိတ်ဆွေချင်းပျော်ပျော်ရွှင်ရွှင်နဲ့ team game လေးဆော်တဲ့သူတို့ဒီဟာဖော်ထုတ်ချင်တဲ့ရည်ရွယ်ချက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါရှုံးသွားပေမဲ့လည်းပြောဖို့ကောင်းပါတယ် game ကပြိုင်ပွဲဝင်များအားလုံးတတ်မှတ်ကိုပိုင်ခန်းများမှာပြန်လည်နေရာယူပေးပါနိုင်ပြီအိမ်တို့အတင်းကဘာလို့ရှုံးရတယ်လို့ထင်လဲဆိုတော့ပထမတစ်ချက်ကကြတော့အိမ်တို့ဒီအဖွဲ့ခွဲလိုက်တဲ့အခါမှာယောက်ျားလေးမိန်းကလေးအားမညီဘူးတစ်ဖက်အတင်းမှာကြတော့ယောက်ျားလေးက3ယောက်ဖြစ်တယ်မိန်းကလေး1ယောက်အိမ်တို့အတင်းမှာကြတော့မိန်းကလေး3ယောက်ဖြစ်ပြီးယောက်ျားလေး1ယောက်ဖြစ်သွားတယ်ပေါ့နော်ဘာပဲပြောဒီယောက်ျားလေးခွန်အားနဲ့မိန်းကလေးခွန်အားနဲ့ရှင်းလိုက်တဲ့အခါမှာဒီယောက်ျားလေးတွေကပို့ပြီးမြန်တယ်တွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါပထမအိမ်တို့ဒီအတားချက်အားနည်းချက်လို့ပြောရမယ်ဆိုလို့ရှင် team member တွေရဲ့ဒီ gender ခွဲထားတဲ့ဟာကလည်းအားနည်းချက်တစ်ခုဖြစ်သွားတယ်နောက်ထပ်အားနည်းချက်တစ်ခုကကြတော့အိမ်တို့ကပထမမောင်လေးဆူရှာကိုအိမ်တို့က team leader ထားလိုက်တယ်ဒါပေမဲ့ဟိုသူ့ကိုယောက်ျားလေးတယောက်တည်းပါတယ်သူမြန်ပြေးနိုင်မယ်ထင်လို့အိမ်တို့က team leader ထားလိုက်တာဒါပေမဲ့မောင်လေးကကြတော့သူကတိတ်ပြီးတော့ဒီဟာကိုသူတစ်ခါမှမဆော့ဘူးမဆော့နီးသူတေချာမသိရတဲ့အတွက်ပထမပိုင်းမှာသူနည်းနည်းလေးဝဝဖြစ်နေတာပေါ့နော်အဲ့မှာအိမ်တို့ကဒီတစ်ဖက်အတင်းအမှတ်တွေပြေးလိုက်ရတာရှိတယ်အားနည်းချက်ကတော့အဲ့ဒီဟာလေးနှစ်ခုတော့ရှိပါတယ်ဘယ်သူเจ้าရဲ့လို့မဟုတ်တာဟိုဘလို့ခေါ်မလဲဆိုတော့တာရီတို့အဖွဲ့ထဲမှာကမိန်းကလေး3ယောက်မိန်းကလေး3ယောက်ရဲ့မိန်းကလေး3ယောက်ရဲ့ယောက်ျားလေး1ယောက်ရဲ့ဖြစ်ချင်တော့အဲ့ယောက်ျားလေး1ယောက်ကသူမကစားတတ်ဘူးမကစားတတ်တဲ့ခါကျတော့ဒီခေါင်းထဲကြီးပိတ်ရမယ့်ဟာတွေပါလေအဲ့လိုမျိုးတွေလေသူမကျွမ်းကျင်တာလည်းပါတယ်ဒါပေမဲ့သူကပဲပြန်ပြီးတော့အဲ့ပြန်တိုးတဲ့အလှဲမှာကျတော့သူကပြန်ပြီးတော့အဲ့ဒီအမှတ်ကို carry လုပ်ပြီးသွားတယ်တာရီတို့အဲ့တော့ဟိုပထမပိုင်းမှာတော့15မိနစ်မှာဒါကြီးတော့အဲ့လိုမျိုးပေါ့မကျွမ်းကျင်တာရယ်ပြီးရဲ့ခါကျတော့ဟိုဟာဘယ်လိုခေါ်မလဲဆိုတော့ဒုတိယပိုင်းမှာတော့ဒါကြီးတို့ကပြန်ပြီးတိသွားတဲ့ခါကျတော့ပြန်ပြီးတော့ carry လုပ်နိုင်တယ်ဘယ်သူเจ้าရယ်လို့တော့မဟုတ်ပါဘူးအဓိကကတော့ဟိုကန်တရားရည်နဲ့လည်းဆိုင်တယ်ဟိုဒီဟာကယောက်ျားလေးတော်တော်များများတော့မကစားဒါပေမဲ့ကောင်းမြတ်ဆန်တို့ဟိုဟာနေဝင်းတို့တော့အရန်ကစားတတ်တယ်ကျွမ်းတာအတန်တို့စိတ်တော့မကောင်းပါဘူးနေမနဲ့တင်းလုံးထိရဆိုတော့အရှုံးပဲလက်ခံမှာပေါ့ရှုံးသွားရပါဒါပါပဲပြ
ပြိုင်ပွဲဝင်များအားလုံးသတ်မှတ်ကိုယ်ပိုင်နေရာများမှာပြန်လည်နေရာယူပေးပါကိုကောင်းမဲ့ဆန်မနေ့ပထမတစ်ပွဲမှာသူလက် injury ထိလာတော့ကျွန်တော်အမြင်ရောလေသူ့ဘယ်သူမှအာမကိုကြီးကိုများဖြစ်နေမလားမသိဘူးဒါပေမဲ့ तू အရန်တော်တယ်ဒီနေ့ကျွန်တော်တို့အမတ်တွေအားလုံးကိုကောင်းမဲ့ဆန်ရှာပေးသွားတာသူ့ကိုပြောနေတဲ့သူတွေသူ့ကိုမခေါ်ရင်တဲ့သူတွေဒီပြားတဲ့ခါကျရင်နောက်သားရလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်လက်နာနေတဲ့ဟာပြိုင်ပွဲဝင်တဲ့အချိန်မှာမိတောင်မေ့သွားတယ်ပေါ့နော်ဆိုတော့သွေးပူပြီးတော့တကယ်ကိုနာလို့နာမှန်းလည်းမသိတော့အခုဒါဆော့ပြီး15မိနစ်20လောက်နောက်ပြန်နာလာတာပေါ့ငငယ်တော့နဲ့အခုနေရတော့အများကြီးกว่าတယ်အခုချိန်မှာအသက်ကြီးလာပြီအမောမခံနိုင်တာရဲ့လက်ရှိမှာကိုကအဆုတ်ရောင်ယောဂဖြစ်ထားတယ်ဆိုတော့တိတ်လှုပ်ရှားမလုပ်ရတဲ့အဆိုတဲ့အချိန်မှာဒီလှုပ်ရှားပေါ့နော်အဲ့ဒါကြီးအရန်အားအင်းနေရှိသမျှအားအင်းနေအကုန်ထုတ်သုံးရတာဆိုတော့အရန်မောတာတစ်ချက်ရယ်တက်လုံးလည်းမကောင်းဆိုတော့ငငယ်ရတဲ့အခုနေကအရန်လဲကွာခြားသွားတယ်ဟိုပြဲလေးရန်တန်းလဲမဟုတ်ဘူးပေါ့နော်ငငယ်တုန်းကတော့ဒီလိုမျိုးပဲလေအပျော်တန်းတွေကစားကြညင်းကြခုံကြရံပွဲနယ်ပဲပြီးသွားတယ်အခုကတော့အဲ့လိုညင်းတာခုံတာတော့မရှိသလောက်နေပါတယ်သို့တော်လဲဟိုတအားစီစနစ်ကြတယ်ဒီလိုမျိုးထမင်းပူစီကဒီလိုမျိုးလူတကိုယ်လုံးကြီးကြော်သွားမှာမဟုတ်ဘူးသပင်လေးကြော်ရင်တော့မရဘူးလက်ကလေးလိုမျိုးလေးအရိတ်ကလေးကြော်ရင်တော့မရဘူးအဲ့လောက်ထီကိုစီစနစ်ပြင်းထန်တဲ့ခါကြတော့တော်တော်လေးကိုကွာခြားတယ်ငငယ်တုန်းကနဲ့ညီမကန်ဆိုတာပေါ့နော်ကန်ဆိုတာညီမတို့အတင်းမှာမိန်းကလေး3ယောက်ယောက်ျားလေး1ယောက်ပဲပါတယ်ဟိုဘက်အတင်းမှာယောက်ျားလေး3ယောက်မိန်းကလေး1ယောက်ပဲပါတယ်အဲ့တော့ညီမတို့မှာမနှဲကိုယောက်ျားလေးနဲ့ရင်မောင်တန်းပြီးတော့ဆော့ခဲ့ရပါတယ်အကောင်းဆုံးတော့စူးစမ်းခဲ့ပါတယ်ဒါကြည့်ရင်သိမှာပေါ့နော်အကောင်းဆုံးစူးစမ်းခဲ့တော့ခုတနေ့ကလို့တော့ဟိုနည်းနည်းအားရတာတော့မဖြစ်ပါဘူးအရင်ဝမ်းတာခဲ့ပါတယ်ရှုံးပေမဲ့ဝမ်းတာပါတယ်အဖွဲခွဲလိုက်တဲ့အချိန်မှာဟိမိုက်ကကန်ကောင်းပြီးတော့ကောင်းတဲ့ဖွဲပါသွားလို့ဒီမှာရနိုင်သွားတာအဖွဲနဲ့ဂရုနဲ့သွားလို့ဟိမိုက်ကန်ကောင်းပြီးပါလာတာဟိုဖွဲကအောင်နေတာအောင်တော့ကိုကပါပေးချောင်းနဲ့ပါလာတာဒါပေမဲ့ရှုံးသွားတဲ့လူရောအားပေးစရာလို့မလိုဘူးတော့အားပေးစရာမလိုဘူးလို့ထင်တယ်။ဘာကြောင့်လဲဆိုတော့သူတို့ဒီပြိုင်ပွဲကိုပျော်လေးနဲ့ဒီအောင် entertainment ဖြစ်အောင်လာဆော့ရဖြစ်တဲ့အတွက်သူတို့စိတ်လေးကဖြူတယ်ပြီးတော့မြင့်မြတ်တယ်ဒါကြောင့်မလို့သူတို့ရှုံးတာကိုလည်းအရင်စိတ်လည်းမညစ်ဘူးကျွန်တော်တို့ဒီဆော့ပြီးတော့ entertainment တစ်ခုလို့ဆော့သွားတဲ့အတွက်လည်းသူတို့အတွက်ဝမ်းသာပါတယ်ဟုတ်ခုမှနိုင်တဲ့ခံစားချက်ကိုစရဖူးတာပေါ့နော် game 1တော့အရင်ဟိုခြေကုံလက်ပန်းတွေကြာပြီးတော့ပင်လဲပင်ပန်းသေးတယ်နိုင်လဲမနိုင်ဘူးဆိုတော့အခုမှနိုင်တဲ့ခံစားချက်ကိုစရဖူးတာဆိုတော့ပျော်တာတော့အရင်ပျော်ပါတယ်result လေးကိုမျှော်လင့်ရမယ်ဆိုရင်မကောင်းတဲ့စိတ်နဲ့ပဲပေါ့တခြားအဖွဲ့တွေလည်းကိုယ့်တဲ့ပြုံးပါစီဆိုရဲမျှော်လင့်စိတ်နဲ့ပဲရှိရတာပါပေါ့ဒီနေ့ result ကတော့အကောင်းဆုံးတော့မျှော်လင့်ထားပါတယ်ဒါဆက်ပြီးတော့ရှင်ပြိုင်ရများရစနိုးကတော့အကောင်းဆုံးစူးစမ်းခဲ့တဲ့အတွက်ဝမ်းသာပါတယ်ကျွန်တော်လူစားအဖွဲ့လို့ဖြစ်နေတာကျွန်တော်တို့လူစားအဖွဲ့ကပို့ပြီးတော့ခံစားချက်ပြင်းထန်တယ်ခံစားလွယ်တဲ့လူ၈ယောက်ကအချင်းချင်းပြန် fight ပြီးတော့တကယ်ချင်းတွေကိုထားခဲ့ရမှာဆိုတကယ်စိတ်မကောင်းဖြစ်နေရပါဗျကျွန်တော်ကလေဟိုပြောရရင်လည်းရှက်ဖို့ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကမြန်မာပြည်မှာမွေးပြီးမြန်မာလူမျိုးတယောက်ဖြစ်ရတာနဲ့ဒီမြန်မာကစားငငယ်တော့ကမြန်မာကစားတဲ့ဒီကစားပွဲတွေကိုကျွန်တော်ဝင်ရောက်ပြီးတော့မရှင်ပြိုင်ခဲ့တာဒါရှက်စရာတစ်ခုလည်းဖြစ်ပါတယ်။အခုကစပြီးတော့ကျွန်တော်အကောင်းဆုံးလေ့လာနေပါတယ်ဟိုဒါကျွန်တော်ရဲ့ဘူးတုဒအားနေတာပေါ့နော်ရှက်နဲ့ဝင်ခံရမယ်ဆိုရင်โอเคဟိုကြားဘူးနာဝရှိတယ်ဒါပေမဲ့ကိုယ်တိုင်ဝင်မကစားဘူးတာတော့ဒါရှက်စရာပဲโอเคဒါအဲ့တော့အခုကနေစပြီးတော့ကျွန်တော်အကောင်းဆုံးမြန်မာဒီကစားပွဲတွေကိုကျွန်တော်အကောင်းဆုံးလေ့လာမယ်လို့လည်းကတိပေးပါတယ်ကစားပွဲပေါ့နော်ကစားပွဲကျွန်တော်2ပွဲနိုင်ခဲ့ပါပြီထပ်ပြီးတော့ရှေ့ဆက်ပြီးတော့တက်လန်းမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ဒါကစားပွဲပြိုင်ပွဲတွေကစားပွဲတွေမှာလည်းကျွန်တော်နိုင်အောင်ဆူတောင်းပေးပါအောင်လို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကြည့်နေတဲ့ပရိသတ်ကိုပြောချင်တာကတော့အင်းတို့ဒီ game လေးတွေကမြမရွေအားကစားနည်းကိုဖော်ထုတ်ထားတဲ့ game လေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ပြောဖို့လည်းကောင်းတယ်ကြည်ရတာလည်းပြောဖို့ကောင်းတယ်ပြီးတော့ surprise အစီအစဉ်လေးလည်းပါတာဖြစ်တဲ့အတွက်အများကြီးစိတ်လှုပ်ရှားဖို့လည်းကောင်းတဲ့အတွက်ကြောင့်မို့လို့ဒီ game လေးကိုတစ်စင်ပြီးတစ်စင်ဆက်ပြီးကြည်ရတာပရိသတ်တွေအနေနဲ့အရန်မိုက်ပါပါဆက်ပြီးစောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်ကျွန်တော်လည်းအခုဒီပြုတ်သွားနိုင်တဲ့လူတစ်ယောက်ဖြစ်ပဲသတ်မှတ်ထားတာပြတ်တန်းနေရဒီမှာလက်တွေရောကြောက်လိုက်ခွဲရပါ
ထုတ်စီးထိုးတဲ့အဖွဲ့ချုပ်တွေပါရှိမှမသိဘူးအခုကဥက္ကဋ္ဌတွေနဲ့တိုင်နေနေဆိုတော့ နိုင်အောင်တော့စောရမနိုင်လို့မရပါဘူးဒီနေ့ကတော့ဖြုတ်မယ်လို့ထင်တယ်မာကြီး ဟိုမှန်တယ် तू ဒီရောက်ဒီပိုင်း तू တာဝန်မြင်လာလို့ဆိုမယူနဲ့ယူနာနဲ့တူပြေးတာ ထွက်သိနေတူကလည်းထွက်ကိုထွက်သိပါတယ် ဆရာကြီးလုပ်မယ်ဆိုလည်းကိုယ်လည်းဆရာကြီးဖြစ်မှလုပ်ပါလို့တော့ကျွန်တော်တို့ရနေပြောချင်ပါတယ်ဘာလို့လဲဆိုတော့ပျော်ရထူးရုံနေလည်းမရဘူး ဤအစီအစဉ်ကို comment ဓာတ်မြေဩစာမှအဓိကဂုဏ်ယူစွာကူညီပံ့ပိုးပေးထားပါတယ်။